မာလေးတယောက်မေးထားတဲ့ပုံလေးကိုအမဒီလေးမှဆွဲပြပေးလိုက်ပါတယ်ပတ်တန်းလေးကိုနော်တအားလွယ်ပါတယ်ဒါလေးရလေဒါပေမဲ့ဒါ2မျိုးရှိတယ်နီးလန်းကဒါကတော့အမကအလွယ်နီးပေါ့နော်ဒါကအမပခုံးရောက်ပတ်တန်းနဲ့သွားထားတယ်နော်ဒီလိုသွားမယ်ဒါကတော့ပုံမှန်ယူနေကြတော့ပဲပခုံးရောက်ပတ်တန်းနဲ့သွားထားတယ်နော်ဒါလေးကအမပြပေးမယ်ဒီပုံလေးဖြစ်အောင်လို့ဒီလိုလေးဖြစ်အောင်လို့ဘယ်လိုလုပ်လဲဆိုတော့ဒါအမတို့ရှေ့ချမ်းရှိမယ်နော်ရှေ့ချမ်းအမတို့ဆွဲလိုက်မယ်ပတ်တန်းကိုဒါပခုံးပါတယ်နော်ဒါပခုံးပြောင်းမှုလို့အမပခုံးအပေါ်မတက်ထားဘူးပခုံးပါတယ်ဒါလေးကအမတို့ကဒါကရှေ့ချမ်းပတ်တန်းဒါအမတို့နောက်ချမ်းပတ်တန်းဒီလိုသွားမယ်အမတို့ဒါကိုကြတော့တောက်မှန်ယူမယ်နော်တောက်မှန်ကြအောင်ယူပေးရမယ်ဒီလိုပုံစံလေးသွားမယ်သွားပြီးရင်အမတို့ဒီမှာတွေ့လားဒီပုံစံတိုင်းလေးသွားမယ်နော်ဒီပုံစံတိုင်းလေးသွားမယ်ပခုံးကိုဒီမှာပုံစံတိုင်းလေးသွားမယ်အမခုနဆွဲပြထားတဲ့ဟာမှာတစ်တော့ဖြတ်ချလိုက်လို့နော်ဒီပုံစံတိုင်းသွားမယ်အမတို့ကကြတော့ပြီးရင်ပခုံးကိုကြအမတို့လိုချင်တဲ့လေပင်းလေးကိုအောက်ချလိုက်မယ်နော်ဒါဒီတိုင်းလေးသွားတာပြီးဒီဟာကိုအမတို့က copy ကူးမယ်ဒီဟာလေးကိုအမ copy ကူးထားတာလေးဒါလေးကိုကူးမယ်နော်သူကလက်ဖောင်းအထောင်လေးဖြစ်တဲ့အတွက်အမတို့ကဒီဟာကိုအလဲမြင်းလေးဆွဲထားတယ်အဲဆွဲထားတဲ့ဒီအလဲမြင်းကနေအမတို့ကဒီခွဲကားလေးလုပ်ရုံပဲနော်အဲ့ဒီခွဲကားလေးလုပ်ပြီးတော့အမတို့ကဒီဟာကိုအတွန့်သားလေးယူသွားရုံပဲနော်ဒီပုံစံလေးပေါ့နော်အမတို့ဒါကထောက်ဒီစားမယ်ထောက်ဖြောင်းမယ်ဒီက copy ယူရင်လည်းဒီနေရာမှာထောက်လေးဖြောက်ပေးရမယ်နော်အဆင်ပြေပါစေ